ကဲမင်္ဂလာပါ World Cup နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့လည်းနောက်ဆုံးရတဲ့တင်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးပြောပြမယ့်အကြောင်းအရာကတော့ Ilia Topuria ရဲ့အကြောင်းအရာပါအဲ့တော့ Ilia Topuria ကပြီးခဲ့တဲ့အိမ်ဖြူတော်ပွဲစဉ်မှာလွန်ခဲ့တဲ့ဂျွန်15ရက်နေ့မှာထိုးတက်ခဲ့တယ်တော်တော်လေးကိုစိုးစိုးဝါးထိခိုက်ခဲ့တယ်ဒါပေမဲ့လည်းမနေ့ကဂျွန်လ30ရက်နေ့မှာပဲသူကပြင်ပကိုပြန်လည်ထွက်နိုင်ပြီဖြစ်တယ်အခုလက်ရှိမှာတော့သူ့ရဲ့ပရိသတ်တွေနဲ့လည်းတွေ့ဆုံနေပြီဖြစ်ပါတယ်အဲ့တော့ဒန်ယာက15ရက်အတွင်းကိုလုံးဝကိုပျောက်ကင်းသွားတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဆရာဝန်တွေရဲ့ထွက်ဆိုချက်အရ Ilia Topuria ကခွဲစိတ်ဆရာမလို့အနားယူဖို့ပဲလိုတယ်ဆိုပြီးတော့ပြောဆိုခဲ့ကြတာဖြစ်တယ်အဲ့တော့ Ilia Topuria က6လတိတိအနားယူရမှာပါဒီတော့တန်းမှာပွဲကစားတာတွေလုံးဝကိုလှုပ်လို့မရပါဘူးအဲ့တော့6လပြည့်တဲ့အချိန်မှာဆရာဝန်နဲ့တစ်ချိန်ပြန်ပြသရမှာဖြစ်တယ်ဆရာဝန်တွေကခွင့်ပြုချက်ပေးပြီးဆိုမှတော့ပွဲဆက်ကစားရောရမှာဖြစ်ပါတယ်တကယ်လို့မရသေးဘူးအနားယူရအောင်မယ်ဆိုရင်နောက်ထပ်3လထပ်ပြီးတော့အနားယူရမှာဖြစ်ပါတယ်အဲ့တော့အချိန်နေကြည့်တာတော့6လနဲ့လုံလောက်မလို့ကျွန်တော်ထင်တယ် Ilia Topuria မှမဟုတ်ပါဘူးဒီ Justin Gaethje ကလည်း6လတိတိအနားယူရတာဖြစ်ပါတယ်အဲ့တော့သူတို့နှစ်ယောက်ရဲ့ပွဲချင်းကိုတော့နောက်နှစ်မှာပဲကျွန်တော်ပြန်လည်ကြည့်ရှုရမှာဖြစ်တယ် Ilia Topuria ကိုပြန်လာနိုင်တော့မှာမဟုတ်ဘူးအရင်ပုံစံမျိုးပြန်ရတော့မှာမဟုတ်ဘူးဆိုပြီးတော့ဝေဖန်နေတဲ့သူတွေကို Ilia Topuria ကတော့ခက်ပြုံးပြုံးပဲတုံ့ပြန်သွားတယ်အဲ့တော့အခြေအနေကတော့နောက်နှစ်မှာပဲတွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပြီးတော့ဒီပွဲစဉ်ကို UFC ကတော့မနေ့ညမှာပဲ Fight of the Month အဖြစ်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်ပြောချင်တာကဂျွန်လပိုင်းမှာကျင်းပခဲ့တဲ့ပွဲစဉ်အားလုံးတွဲဆိုင်အားလုံးထဲမှာအကောင်းဆုံးဆိုပြီးတော့သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်တကယ်လည်းထိုက်တန်ပါတယ်အဲ့တော့လွန်ခဲ့တဲ့မေလမှာလည်း Joshua Ban နဲ့ Tatsuro Taira ရဲ့ပွဲကတလတာအကောင်းဆုံးအဖြစ်သတ်မှတ်ခြင်းခံရပါတယ်အဲ့တော့ Ilia Topuria နဲ့ Justin Gaethje ပြီးတော့ Joshua Ban နဲ့ Tatsuro Taira ဒီတွဲဆိုင်နှစ်ဆိုင်ကတော့တင်နဲ့ကုံသွားတဲ့အချိန်မှာလည်းတနက်တာအကောင်းဆုံးတွဲဆိုင်စီးရင်ထဲမှာပါဝင်လာနိုင်ပါတယ်အဲ့တော့ပွဲစဉ်ကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီ Tatsuro Taira နဲ့ Joshua Ban ကစားသွားတဲ့ performance ပိုင်းကတော့ Justin Gaethje နဲ့ Ilia Topuria ထက်ပိုကောင်းတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဒါကတော့ performance ပိုင်းပေါ့နော်ဒါပေမဲ့လည်းဒီပွဲစဉ်ကအိမ်ဖြူတော်ပွဲစဉ်ဖြစ်နေတဲ့အတွက်ပို့ပြီးတော့ပြိတက်စိတ်ဝင်စားမှုများတယ်ပြောမှဆိုရင်ပို့ပြီးတော့ဂုဏ်ရှိတဲ့ပုံစံမျိုးဖြစ်နေပါတယ်အဲ့တော့ဘယ်တွဲဆိုင်ကစုရမလဲဆိုတာကျွန်တော်တို့မပြောတတ်သေးပါဘူးဟုတ်ပြီနောက်ထပ်တစ်ခုကမိနစ်တုန်းကထိုးတက်ခဲ့တဲ့တွဲဆိုင်တွေထဲမှာ Joshua Ban နဲ့ Brandon Royval ရဲ့ပွဲစဉ်ကိုတနစ်တာအကောင်းဆုံး World MMA Award ဆုမှာရွေးချယ်ခြင်းခံထားရတယ်ဒါတော့စကားတင်စင်းမှာရွေးချယ်ခြင်းခံရတာပါအဲ့တော့သူတို့ရွေးချယ်ထားတဲ့ထက်မှာတွဲဆိုင်က9ဆိုင်ထိပါတယ်ကျွန်တော်လိုက်ကြည့်တာတော့ Joshua Ban နဲ့ Tatsuro Taira ပွဲဖြစ်နိုင်တယ်ပြီးတော့ဒီ PFL promotion က Usman နဲ့ Paul Shushi ပွဲစဉ်လည်းပါဝင်နေတာဖြစ်ပါတယ်အဲ့တော့ဒီတွဲဆိုင်2ဆိုင်တွေကတဆိုင်ကတော့လုံးဝသိချတယ်စုရရှိမလို့ကျွန်တော်ထင်တယ်အဲ့တော့အခုလာမယ့်10ရက်နေ့မှာဘယ်တွဲဆိုင်ကကမ္ဘာအကောင်းဆုံးတွဲဆိုင်အဖြစ်စုရရှိတော့မလဲဆိုတာကျွန်တော်တစ်ချက်စောင့်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ပြောမှဆိုရင်ကျွန်တော်တို့ရဲ့ Joshua Ban ကစားတဲ့ပွဲတိုင်းကတော့စိတ်ဝင်စားမှုအကောင်းဆုံးအမြင့်မားဆုံးအချိန်ထိကျွန်တော်ရောက်ရှိနေတယ်သူကစားတဲ့ပွဲတိုင်းနေပါပဲမြန်မာပရိသတ်တွေလည်းမဟုတ်ဘူးနိုင်ငံတကာပရိသတ်တွေပါအရန်ကိုကြိုက်ကြတာဖြစ်ပါတယ်အဲ့တော့ Joshua Ban ကိုလည်းမနစ်တုန်းကပွဲစဉ်တွေအတွက်လည်းအကောင်းဆုံးဆုရပါမယ်ပြီးတော့ဒီနှစ်မှာလည်းထပ်ပြီးတော့ရမှာဆိုလို့ပဲဆုမကောင်းတောင်းပေးပါရခင်ဗျဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ Pandoja က Joshua Ban ကိုစိန်ခေါ်လာတဲ့အကြောင်းအရာပါ Stake ဆိုတဲ့လောင်းကစား website ကြော်ညာပေါ့နော်အဲ့ဒီကြော်ညာရိုက်ကူးရင်းနဲ့ Joshua Ban ကိုအခုလိုမျိုးပြောဆိုလာတာဖြစ်ပါတယ်ကျွန်တော်အော်တကန်ဝိုင်းအတွင်းကိုပြန်လာဖို့အဆင်သင့်ဖြစ်နေပါပြီဒီတစ်ချိန်တော့တကယ်ကိုပဲပြန်လာတော့မှာပါJoshua Ban ကချန်ပီယံကပတ်နဲ့အတူသူ့ရဲ့အချိန်တွေကိုပျော်ရွှင်စွာဖြတ်သန်းနေတယ်ဒါပေမဲ့အခုကျွန်တော်ပြန်လာပါပြီဘယ်နဲ့ထိုးမလဲနေဆွဲနဲ့အချိန်ကိုပဲပြောလိုက်ပါကျွန်တော်စာချုပ်မှာလက်မှတ်ထိုးပဲဖို့အဆင်သင့်ဖြစ်နေပါပြီအရင်ပွဲမှာတော့ဒဏ်ရာရခဲ့တယ်ချန်ပီယံကပတ်ဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့ဒါတွေကကျွန်တော်အတွက်အခွင့်အရေးတစ်ခုလိုပဲကျွန်တော်မြင်ပါတယ်ဘာလို့လဲဆိုရင်2လနေပါကျွန်တော်လက်ဒဏ်ရာရရှိခဲ့တဲ့အတွက်လုံးဝအသုံးမပြုခဲ့ပါဘူးအဲ့တော့ဒီအရာကိုလည်းအခွင့်အရေးတစ်ခုလိုပဲကျွန်တော်မြင်ပါတယ်အခုလက်ရှိချိန်မှာတော့ကျွန်တော်ရဲ့လက်က100ရာခိုင်နှုန်းတက်တာသွားပါပြီကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးစတွေ့ခဲ့ကြတဲ့အချိန်မှာကျွန်တော်ကစားတောက်ဆိုင်မှာ service ပေးတဲ့ဆိုင်ဝန်ထမ်းတစ်ယောက်ပါဒါပေမဲ့သူကကျွန်တော်အပေါ်ကိုယုံကြည်ပေးခဲ့တယ်အဲ့ဒီတော့လူတစ်ယောက်အောင်မြင်ဖို့ဆိုရင်တင့်ပေးနားမှာရှိတဲ့လူတွေနဲ့ပို့ပြီးတော့တက်ဆိုင်မယ်လို့ကျွန်တော်ထင်ပါတယ်အခုဒီ State လောင်းကစား website ကလည်းကျွန်တော်ကိုပထမအဆုံးပေးတဲ့ sponsor company ဖြစ်ပါတယ်ခင်ဗျားတို့အတွက်တန်ဖိုးရှိမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်တင့်ကိုတင်လည်းယုံကြည်မှုရှိပါခင်ဗျားကိုလက်ချင်းကူညီပေးနေတဲ့တင်းတစ်ခုလုံးကိုလည်းယုံကြည်မှုရှိပါဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်
ချန်ပီယံကပတ်ဆုံးရှုံးလိုက်ရတာကကျွန်တော်ကိုပိုမိုကောင်းမွန်တဲ့ fighter တစ်ယောက်ဖြစ်စေပါတယ်ဆိုပြီးတော့ဖန်တိုဂျာကဒီ state လောင်းကစား WhatsApp ရဲ့ကြုံညာမှာပြောဆိုသွားတာဖြစ်ပါတယ်အဲ့တော့ဒီမနက်မှာပဲဂျော်ရှော့ဘန်ကလည်း training လေ့ကျင့်တဲ့ပုံတွေကိုတင်ထားတယ်ဂျော်ရှော့ဘန်ကဘာကိုကြီးညာလေးဆိုရင်ဒီ engage သူ့ရဲ့အင်ဂျီတွေကြုံညာသွားတာဖြစ်ပါတယ်အဲ့တော့ပန်တိုဂျာကတော့လောင်းကစား WhatsApp ကြုံညာတယ်ဂျော်ရှော့ဘန်ကတော့ဒီ engage အင်ဂျီတွေကိုကြုံညာသွားတာဖြစ်တယ်အခုလက်ရှိသတင်းထွက်နေတာကတော့လာမယ့်စက်တင်ဘာလ12ရက်နေ့မှာမကြေပွဲထိုးရမယ်ဆိုပြီးတော့ထွက်ရှိနေတာဖြစ်တယ်အဲ့တော့ဒီပွဲတာအတီးဖြစ်မယ်ဆိုရင်ဒီတစ်ပတ်အတွင်း UFC ဘက်ကတရားဝင်ကြေညာလာမှာဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်စောင့်ကြည့်လက်ချက်ရအောင်ပြဟုတ်ကဲ့နောက်ဆုံးအကြောင်းအရာပြောပါမယ်အဲ့ဒါဘာအကြောင်းအရာလဲဆိုရင် OC ရဲ့အကြောင်းအရာပါခင်ဗျအရင်တစ်ပတ်မှာပဲ Alexander Usyk ကသူရရှိထားတဲ့ Heavyweight Champion ကပတ်အားလုံးကိုဆွန့်လွတ်လိုက်ပါတယ်ဘာလို့လဲဆိုရင်သူကအနားယူတော့မှာမလို့ပါအဲ့တော့နောက်ဆုံးတစ်ပွဲပဲထိုးဖို့ကြံပါတော့တယ်အဲ့ဒီတစ်ပွဲကဘယ်လိုဖြစ်မလဲဆိုရင်ဂျွန်ဂျုံဖြစ်မလား Deontay Wilder ဖြစ်မလားဆိုတာမပြောတတ်သေးပါဘူးUsykရဲ့အကြံပေးပုဂ္ဂိုလ်တယောက်ပြောတာကတော့ဂျွန်ဂျုံနဲ့ပို့ပြီးတော့ပွဲဖြစ်နိုင်ခြင်းများတယ်ဘာလို့လဲဆိုရင် Deontay Wilder က Tyson Fury ကို3ချိန်ရင်ဆိုင်ခဲ့တယ်2ချိန်ရှုံးတယ်1ချိန်တရေပွဲရလက်ထွက်ပေါ်ပါတယ်အဲ့ဒါကြောင့်အရင်ကြီးတော့ရင်ခုန်ဖို့မကောင်းပါဘူးဘာလို့လဲဆိုရင် Tyson Fury ကိုAlexander Usyk က2ချိန်နဲ့တိုင်အနိုင်ယူခဲ့ပြီးတော့ဖြစ်လို့ပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဂျွန်ဂျုံနဲ့ပွဲဖြစ်မယ်ဆိုရင်ဒီပွဲကဘောင်စင်ပွဲပဲဖြစ်မှာသိကြတယ်ဂျွန်ဂျုံအတွက်ကတော့အခွင့်အရေးအရန်ကိုနေတယ်ပြောချင်တာကနိုင်ဖို့အခွင့်အရေးအရန်ကိုနေတယ်ဒါပေမဲ့လည်းသူက fight IQ ကောင်းတဲ့ fighter တယောက်ဖြစ်တာကြောင့်ဘယ်လိုမျိုးချပြသွားမလဲဆိုတော့အရင်ပဲရင်ခုန်ဖို့ကောင်းပါတယ်နောက်တစ်ခုကတော့ထိုးကြေးပါဂျွန်ဂျုံက UFC ကိုတန်း30ထိတောင်းထားပါတယ် UFC ဘက်ကသူ့ကိုလုံးဝမပေးပါဘူး15တန်းနဲ့ပဲသူ့ကိုကန့်လန့်ခဲ့တာဖြစ်ပါတယ်ဂျွန်ဂျုံကလည်းအဲ့ဒါကိုပေးဖြတ်ခဲ့ပါတယ်အဲ့တော့ဂျွန်ဂျုံကပတ်စံပဲလိုချင်တော့တယ်ဘာလို့ဆိုရင်သူလည်းအနားယူမဲ့ချိန်ရောက်နေပြီအဲ့တော့အခုဒီပွဲကိုဒါသူလက်ခံလိုက်မယ်အိုစစ်ဘက်ကလည်းဒီဂျွန်ဂျုံကိုကန့်လန့်ခဲ့မယ်ဆိုရင်ဂျွန်ဂျုံရရှိနိုင်တဲ့ငွေပမာဏကတန်း80နဲ့တန်း100ဝန်းကျင်ရရှိမှာဖြစ်ပါတယ်ဟွာဒါကတော့အလုံးဝထိုက်တန်ပါတယ်အဲ့တော့ဒီပွဲကိုကျွန်တော်လည်းကြည့်ချင်ပါတယ်အိုစစ်ကိုလည်းပြောချင်တာကတော့ဂျွန်ဂျုံကိုပဲရွေးချယ်ပါလို့ပဲပြောချင်ပါတယ်โอเคဒီနေ့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်